အားလုံးပဲမင်္ဂလာပါရှင်။မြန်မာ Youth Platform MYB ရဲ့ Student Interview စီစဉ်လေးကနေကြိုဆိုလိုက်ပါတယ်။ဒီ Interview စီစဉ်လေးမှာဆိုရင် MYB သင်တန်းတွေကိုတက်ရောက်ခဲ့တဲ့ကျောင်းသူကျောင်းသားတွေကမှရွေးချယ်ပြီး MYB မှာတက်ခဲ့တဲ့သူတို့ရဲ့အတွေ့အကြုံလေးတွေကိုမေးမြန်းသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့မြန်မာ platform ကိုဘယ်လိုစပြီးတော့ပြီးခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီ2024ခုနှစ်ဇွန်လမှာ STEM Speaker နဲ့မြန်မာ platform တို့ collaboration လုပ်ထားတဲ့ဒီ Finance Forward Program ဆိုတဲ့အစီအစဉ်ကနေပြီးမှမြန်မာ platform ကိုစပြီးတော့တည်ရှိခဲ့တာဖြစ်တယ်ပေါ့နော်ကျွန်တော်ရွေးချယ်စရာအများကြီးတွေကပါကြောင့်မို့ဒီမြန်မာ platform ကိုရွေးချယ်ရတယ်ပေါ့နော်အဓိကအဖြစ်တော့မြန်မာ platform ရဲ့ပုံစံကအဓိက lineary မျိုးအတွက်ဖြစ်တယ်ပေါ့နော်ဆိုတော့ lineary နဲ့လည်းအနည်းဆက်ဆုံးမှရှိနေတဲ့ platform တစ်ခုလို့လည်းကျွန်တော်တို့ပြောလို့ရတယ်เนาะနောက်တစ်ခုကကျတော့ကျွန်တော်တို့ lineary အတွက်လိုအပ်နေတဲ့ skill ပိုင်းဆိုင်ရာဒီ platform ကနေဒီမှာဖြည့်တင်ပေးလို့ရတယ်ပေါ့နော်အဲ့ဝင်ကျွန်တော်တနည်းအားဖြင့်မှာပဲ skill ပိုင်းဆိုင်ရာအကုန်လုံးဖြည့်ဆည်းလို့ရတဲ့ platform တစ်ခုဖြစ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီမြန်မာကြီး platform မှာရှိနေတဲ့ဒီ course တွေပေါ့နော်course တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့တင်းရအောင်ပေါ့နော်တင်းရအောင်ပြောစရာကောင်းတဲ့ပုံစံလေးတွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ခုနကဆွဲခေါ်ရတဲ့ပုံစံလေးဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီမြန်မာကြီး platform တွေကိုကျွန်တော်အနေနဲ့ရွေးချယ်တက်ရောက်ဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကအသက်ခင်တာပေါ့နော်ကိုယ်အနေနဲ့ပါတယ်လိုအပ်နေတယ်လဲပေါ့နော်ဒီလိုခံစားရတယ်ဆိုတော့အဓိကအဖြစ်တော့ကိုယ်တိုင်ကတော့လိုအပ်ချက်တွေကတော့အများကြီးရှိနေတာဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်အခုဒီ platform မှာတက်ခဲ့တဲ့ဒီ digital literacy နဲ့နောက် financial literacy ပေါ့နော်အဓိကကျွန်တော်တက်ခဲ့တဲ့ဒီ financial literacy မှာဆိုလို့ရှိရင်တက်မှန်ပေါ့နော်တက်တာတော့ဟုတ်ပြီဒီကနေပြီးမှဘယ်လိုတင်ကြမှာလဲပေါ့နော်ဘယ်လိုတင်ကြမှာလဲတကူကဘာပဲအကြောင်းရတယ်ဘယ်လိုအကြောင်းရတင်မှာပြီးတော့ဘယ်သူကတင်ပါလဲကိုကိုရန်ရောဘာတွေရလာပါလဲဒါတွေကျွန်တော်သိချလဲစဉ်းစားတယ်အဲ့လိုစဉ်းစားပြီးမှပဲငါအတွက်မှန်တကယ်ဖြစ်စီပေးနိုင်မယ်ဆိုမှယုံကြည်တဲ့အတွက်ကြောင့်မလို့ဒီအတန်းလေးကိုကျွန်တော်တက်ရောက်ရခြင်းဖြစ်တယ်ပေါ့နော်โอเคခုကျွန်တော်တက်ရောက်ခဲ့တဲ့ course တွေပေါ့နော်အရာတော့ဒီ financial literacy နဲ့ entrepreneurship course တွေပေါ့နော်ဆိုတော့ဒီ course တွေကိုကျွန်တော်အနေနဲ့ပေါ့ကြောင့်မို့ရွေးချယ်ခဲ့ရလဲပေါ့နော်ဘာရွေးချက်နဲ့ရွေးချယ်ခဲ့ရတယ်အဓိကအဖြစ်တော့ financial literacy ဆိုလို့ရှိရင်လည်းကျွန်တော်ငွေကြေးပိုင်းဆိုင်ရာစီမံခန့်ခွဲမှုနဲ့ပတ်သက်တယ်ပေါ့နော်ဒီကအကြောင်းအရာဖြစ်တယ်ကျွန်တော်တို့အားလုံးကလည်းငွေကြေးရှာဖွေမှုတိုင်းဒီဖြစ်တဲ့အတွက်ကြောင့်မို့လို့ငွေကြေးကိုကျွန်တော်ဘယ်လိုအားမစားစီမံခန့်ခွဲမလဲပေါ့နော်ပြီးရင်ကျွန်တော်တို့အရေးပေါ်အခြေအနေမှာဘယ်လိုပဲအသုံးဖြစ်မလဲငွေကြေးကိုကျွန်တော်ဘယ်လိုစုဆောင်းမလဲဘယ်လိုရင်းနှီးမြှုပ်နှံမလဲပေါ့နော်ဒီလိုအကြောင်းအရာတွေကျွန်တော်တို့ဒီ course ကနေပြီးမှသင်ယူနိုင်တယ်လို့လည်းယုံကြည်တဲ့ကြောင့်မို့လို့ဒီ course ကိုရွေးချယ်တက်ရောက်ဖြစ်တာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီ entrepreneurship course ပေါ့ကိုတိုင်းကလည်းအသိစမ်းတွေလုပ်ရတာကြိုက်တယ်ပြီးတော့လည်းသူများနဲ့မတူတာလုပ်ရတယ်ကြိုက်တယ်ပေါ့နော်နောက်တစ်ခုကစီးပွားရေးကတော့ကိုတိုင်းကတစ်ခါမှတော့ဖြေချတော့မလုပ်ဘူးဒါပေမဲ့လည်းကိုစီမှာသိကူကောင်းနေရှိရလို့လည်းယုံကြည်ရပါတော့လိုလားစဲမှာလည်းကျွန်တော်အနာတက်တမောလည်းလုပ်ထားတဲ့ business canvas model လို့ရှိရပါတော့ဆိုတော့အဲအားဟာလို့ကျွန်တော် account တက်ပေါ်နိုင်အောင်လည်းကြိုးစားနေပါတော့ဆိုတော့ဘလို့ပုံစံတွေနဲ့လောက်ရလဲပေါ့နော်ဆုံးတိထရနဲ့ဆိုရဲစကလုံးကလည်းကိုကရအစလောက်ရဖြစ်တဲ့ကြောင့်မလို့ဒါဘလို့လောက်ရလဲအောင်မြင်နိုင်ခြေရှိလားကြရှုံးနိုင်ခြေရှိလားပေါ့နော်ဒီညီမချင်းအခုကြားထဲမှာဘလို့တွားနိုင်မှာလဲပေါ့နော်ဆိုတော့အဲ့နဲ့ပတ်သက်ပြီးတော့လည်းကိုကရလည်းပြီးချင်တယ်ဆုံးတိထလောက်တိုင်းကြရှုံးနေရလားဆုံးတိထရင်လုပ်ငန်းတိုင်းအောင်မြင်နေရလားဆိုရဲခြေပုံမှာမူတည်ပြီးတော့ဒီ entrepreneurship course ကိုတက်ရောက်ဖြစ်ခဲ့တာဖြစ်ပါတယ်ဒီဝေဒ course တွေထဲမှာအားလုံးကတော့သူ့ဟာနဲ့သူတော့ကျွန်တော်သုံးဝင်နေပေါ့နော်ခဏတော့ကျွန်တော်ပြောလို့ပဲဒီ financial ဆိုင်ရာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကိုယ်တိုင်ကလည်းနေ့စဉ်ဖြည့်နေရတယ်အသုံးပြုနေရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ခါကြလို့ရှိရင် risk လေးအကျွင့်တွေဖြစ်သွားတယ်ပေါ့နော်ဒီလိုမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုအကောင်းဆုံးစီမံခန့်ခွဲမလဲဘယ်လိုစုမလဲပေါ့နော်ဆိုတော့ဒီအကြောင်းအရာတွေလိုက်ဒီအကြောင်းအရာတွေကလည်းကျွန်တော်တို့လက်တွေ့ဘဝနဲ့ကမှလုံးဝဒီဆက်နေတယ်ပေါ့နော်လက်တွေ့ဘဝနဲ့ကမှထပ်တူလဲကြားတယ်ပြောလို့ရတယ်နောက်တစ်ခုကကျတော့အားလုံးကတော့ကျွန်တော်တို့စီးပွားရေးလုပ်နေကြရတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းအင်္ဂလိပ်စာတင်ပေးနေရပေါ့နော်တင်ပေးနေတဲ့အမှာဆိုတော့စီးပွားရေးဘောအနေနဲ့ပုံပေးနေလဲကျွန်တော်တို့ဒီနောက်တစ်ခုပေါ့နော်ကျွန်တော်တို့စီးပွားရေးနောက်တစ်ခုထပ်ပြီးတော့လှုပ်ချင်တာလည်းပါတယ်
ဒါကြောင့်မို့လို့ဒီ entrepreneurship course ကိုတက်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲပေါ့နော်ဘယ်လိုလုပ်လို့ရှိရင်ကိုယ့်အတွက်အဆင်ပြေနိုင်လဲဆိုတဲ့အကြောင်းအရာတွေကျွန်တော်ဒီ course မှာတင်ယူပေးရတယ်ပေါ့နော်ဆိုတော့ကိုယ့်အတွက်လည်းအသုံးဝင်နိုင်တယ်လို့လည်းယုံကြည်ပါတယ်ပေါ့နော်နောက်တစ်ခုကဒီ course တွေပေါ့နော်ကျွန်တော်တို့ဒီ internet course တွေကနေပြီးမှဘယ်လိုရလတ်တွေကြိုးကျေးဇူးတွေရရှိတယ်ပေါ့နော်ဆိုတော့အားလုံးကတော့ဥပမာအပြင်ကျွန်တော်တို့ဒီ AI ဆိုလို့ရှိရင်လည်းကျွန်တော်ကလေးတို့ကျွန်တော် ICT တင်ပေးနေရပေါ့နော် ICT ဘိုင်းဆိုင်ရာ subject ကိုတင်ပေးနေရဖြစ်တဲ့အတွက်ကြောင့် AI ဆိုတာဘာလဲဆိုတဲ့ဟာကိုကျွန်တော်ကလေးတွေကိုကျွန်တော်တတ်နိုင်ဆုံးဒီနားလည်အောင်တင်ပေးဖြစ်တယ်ပေါ့နော်ပြောရှင်းနေကျွန်တော်တို့ AI ကဘယ်လို run လာလဲစရှိတဲ့ဒီအကြောင်းအရာတွေလည်းကျွန်တော်တို့ကလေးတွေကိုပြန်နေပြဝေပြီးနိုင်ခဲ့ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီ AI မှာကျွန်တော်တို့ဒီခဲ့ရတဲ့ကျွန်တော် website လေးဖြစ်တဲ့ဒီ machine learning for kids ဆိုတဲ့ website ကနေဆိုလို့ရှိရင် AI ရဲ့စတိပြုရတဲ့လေဘယ်လိုထည့်သွင်းထားလဲဆိုတော့အားကျွန်တော် activity တွေပေါ့နော်တွားနိုင်ဆိုတော့ AI ဆိုတာမျိုးစမယ်မျိုးရှိလေအစ AI ရဲ့အတရေတွေအစကျွန်တော်တို့သင်ခန်းစာမှာအေးလာခဲ့တယ်အကြောင်းမို့လဲကိုယ့်ရဲ့သင်ကြားပေးနေတဲ့ပုဂ္ဂလိတွေလည်းဒီလိုတိုင်းပြီးလိုက်ခဲ့ပေါ့နော်ကျွန်တော်သင်ခန်းစာတွေကိုသင်ယူတဲ့အခါမှာဘယ်အပိုင်းကိုအကြိုက်ဆုံးလဲပေါ့နော်ဘယ်အပိုင်းကိုအကြိုက်ဆုံးလဲပြောရမယ်ဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ video lesson တွေကြည့်ပြီးတော့ quiz တွေဖြေရတယ်ပေါ့နော်အဲ့ရအပိုင်းကိုတော့တော်လေးကြိုက်နေတတ်ပါတယ်အကြောင်းမို့လဲဆိုလို့ရှိရင် quiz တွေဖြေနိုင်ဖို့ဆိုလို့ရှိရင်ဆရာဒီ video lesson တွေကိုဒီခြားကြည့်ခဲ့မှပဲကျွန်တော်တို့ quiz တွေကိုဖြေနိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့သင်ခန်းစာတွေကိုပေါက်ရောက်အောင်မြင်ဖို့အတွက်ဒီလိုနီလန်းလေးတွေကလည်းပို့ပြီးတော့ထိရောက်တယ်ပေါ့နော်ဒါကြောင့်မို့ဒီအပိုင်းလေးကိုကျွန်တော်ပို့ပြီးတော့တပို့ကြပါတယ်နောက်တစ်ခုက MYP ကိုကျွန်တော်တက်ခင်နဲ့တက်ပြီးပေါ့နော်ဘာကြီးကြောင်းနေွားလဲဆိုတော့ MYP မှာရှိတဲ့ကျွန်တော်သင်ခန်းစာတွေဒီ course တွေတက်ပြီးတဲ့အခါမှာပြောရမယ်ဆိုရှင်ကတော့တင်ယူမှုတစ်ခုကောင်းမြောက်အောင်မြင်သွားပြီဆိုရှင်ကတော့စိတ်ပိုင်းဆိုင်ရာလူပိုင်းဆိုင်ရာအသိပညာပိုင်းဆိုင်ရာအားလုံးကတော့ကြောင်းလဲမှုတော့ရှိရပေါ့နော်ကြောင်းနေမှုတော့ရှိတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီမှာလည်းသင်ခန်းစာတွေကိုပြမြောက်တဲ့အထိတည်ယူခဲ့တဲ့အတွက်ပြောင်းလဲမှုတွေရှိရပေါ့နော်တိုးတက်ပြောင်းလဲမှုတွေရှိရသင်ခန်းစာနဲ့ပတ်သက်ပြီးတော့ဘာလို့ရမလဲပေါ့နော်ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲဆိုတာအပိုင်းကြီးပြီးလို့ရှိရင်ဘယ်ကနေစရမလဲပေါ့နော်ဒီအကြောင်းအရာတွေလည်းကျွန်တော်လည်းပို့ပြီးတော့ရှင်းရှင်းလင်းလင်းပြင်သွားပေါ့နော်ပြီးလို့ကျွန်တော်စိတ်တကြလုံနိုင်တဲ့ဒီထားလဲရောက်သွားတယ်နော်ဒါကြောင့်မို့တည်မှုတစ်ခုကလောက်တိုင်းတော့ကျွန်တော်တို့ဒီချာပေါင်းမြောက်အောင်မယ်ဆိုရှင်ကတော့ပြောင်းလဲမှုရောရှိနေပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီ MYP ကတက်ပြီးတော့တက်ပြောင်းလဲမှုရရှိရနော်ဟုတ်ကဲ့အဲ့တခုကျွန်တော်တို့ဒီ MYP ကို TDF တက်ပေါ့နော် MYP ဆိုတာပါရဆိုရှင်ကျွန်တော်တို့မြန်မာ YouTube platform ဖြစ်ပါတယ်ဆိုတော့ TDF တက်ကတော့ဒီအတိအရတွေကတော့ကျွန်တော်တို့ပြောပြတယ်MYP ဆိုတာကစူးစမ်းနေတဲ့လူငယ်တွေအတွက်ကတော့ခြေတနာတိုက်တစ်ခုလို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့တင်ယူရတာလည်းကျွန်တော်တို့ရန်ကြီးခက်ခဲနေရအနေထားနဲ့မဟုတ်ဘူးပေါ့နော်အခက်ခဲဘူးလို့လဲဆိုရှင်ကျွန်တော်တို့ဒီ website ကိုပါပြီးတော့ My platform တက်ရှာပြီးတော့စညင်းတင်လိုက်လို့ရှိရင်စညင်းတင်ပြီးတော့ကျွန်တော်အောက်ဖွင့်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲဆိုရှင်အောက်ဖွင့်ခြင်းအောင်မြင်သွားလို့ဆိုရှင် My platform ရဲ့သင်ခန်းစာပေးလာတယ်ပေါ့နော်အဲ့သင်ခန်းစာမှာလည်းလူငယ်ရဲ့အတွက်ကို upgrade လုပ်ချင်တဲ့သူတွေအတွက်လည်းလေးလာကြည့်ကြရပေါ့နော်ဆိုတော့ကျွန်တော်ကတော့တကယ်လို့ကြိုက်တယ်ပေါ့နော်ချိန်လာမရတာရှိရတဲ့ကြားရဲ့ပါသင်ခန်းစာရအောင်အကျိုးစားတင်ယူပြပါတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီစကလုံးတစ်လုံးလေးနဲ့ကျွန်တော်တို့ပေါ်ပြမယ်ဆိုလို့ရှိရင်တော့ MYP ဆိုတာက create your shine with MYP ဆိုတော့ MYP နဲ့တူတင်နေတဲ့တောက်ပပြလိုက်ပါတော့တောက်ပပြလိုက်လို့ကျွန်တော်တို့ပြောချင်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီ MYP ကိုကျေးဇူးတင်စကားပြောချင်တယ်နော် MYP ကကျွန်တော်သိထားတာတော့ MYP ကတကယ်လူငယ်တွေပေါ့နော်လူငယ်ကြီးတွေစုဖွဲ့ပြီးတော့ပြုလုပ်ထားတဲ့ဖန်တီးထားတဲ့ platform တွေတစ်ခုဖြစ်တယ်လို့ကျွန်တော်အကြံမြင်တိထားတယ်နော်ဆိုတော့ MYP အနေနဲ့လည်းအများကြီးပေါ့နော်အများကြီးကျွန်တော်တို့စူးစမ်းခဲ့ရရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့
ဒီကိုယ်တိုင်မှ excite ပြီးတော့ပေါ့နော်ကိုယ်တိုင်ကိုမှ excite ပြီးတော့ဒီ MIP အတွက်ကြိုးစားခဲ့တာတွေလည်းကျွန်တော်အနေနဲ့တီးရှိရပေါ့နော်တီးထားတယ်အဲ့အတွက်လည်းအများကြီးကျေးဇူးတင်တယ်အများကြီးကျွန်တော်ကိုကြီးရပေါ့နော်ဒါအပြင်ကျွန်တော်တို့လူငယ်တွေပေါ့နော်လူငယ်တွေဒီနဲ့လူငယ်တွေကျောင်းသားလူငယ်တွေဒီနဲ့လည်းကျွန်တော် MIP မှာတင်ယူကြည့်တော့နော်ဝင်ကြည့်ပါငါးစားတစ်ခုလောက်ဝင်ကြည့်ရတယ်ပြီမို့လို့ချင်ရပါလဲဆိုတော့တိသွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ MIP အနေနဲ့လည်းကျွန်တော်တို့ဒီနေ့ရဲ့အတွက်နာကရဲ့အတွက်အားလုံးအတွက်ကျွန်တော်တို့ဒီဆက်လက်ပြီးတော့စူးစမ်းအတည်ပြုပါအောင်နောက်တစ်ခုကကျတော့တစ်တော့ကျွန်တော်တို့ course တွေလည်းကျွန်တော်တို့ဖန်တီးနိုင်ပါစေပေါ့နော် course တွေလည်းအများကြီးဖန်တီးနိုင်ပါစေပြီးလို့ရှိရင်ကျွန်တော်တို့အပြင်မှာလည်းကျွန်တော်တို့အသားနေလည်းကျွန်တော်တို့ပြတ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ညာကျေးဇူးတင်ပါတယ်